ရက်ကွက်လူကြီးပရဟိတသူရဲကောင်းကြီးပြောရတယ်မီလီကနက်နဲ့ငါ့ကိုနေခွေးနဲ့နိုင်တာလားငါ့ကိုနေခွေးနဲ့မနိုင်နဲ့ချီဦးကြီးလေဦးตายရတယ်နော်နေမဝတော့ตายရတယ်အမလေးအိရှိမလေးတင်လေးချေးပြီးတခါဖုံးလေးပုတ်လာအဝေးကြီးနားမတော့ခဏနီးလာကြတနေ့ထဲလဲရတဲ့ဖုံးပြီးပုတ်လဲရတဲ့ဖုံးမမျက်လုံးလည်းကြည့်အောင်နော်တဖြည်းဖြည်းမျက်မှာပလင်းဖိန်ဖြစ်နေကျမတို့ဒါပြောရှင်းကြတော့နေ့အရေးမြဖမ်းမြပရဟိတယူပရဟိတလုံညာလေဟုတ်လားတိတ်ချမ်းဘာပရဟိတယူလားလောကားလုပ်ပြီးလုပ်အုံမဟဲ့ပရဟိတဆိုတာအများအကျိုးအတွက်ကိုယ့်အကျိုးကိုဆွတ်လို့ပြီးဆောင်ရွက်တာဘလောက်မုံမြတ်တဲ့ကိစ္စဟမ်တော်ကြဖုံးဝေး3000ထည့်လိုက်တော့ခနဲ့ကုန်သွားလိုက်တော်ကြဖုံးဝေး1000ထည့်လိုက်တော့ခနဲ့ကုန်သွားလိုက်ဟင်အထက်ပို့လိုက်အောက်ပို့လိုက်ဟင်ဖြဲကြည့်လိုက်ဟင်ဆက်ပြီးဆွဲလိုက်တင်လိုက်အရေးရဖိုက်ရတယ်လို့ပြောကျမဖုံးဝေးအကုန်လည်းတော့တဲ့900လောက်ပဲကုန်တာရှင်းပရဟိတ1000ကုန်လိုက်3000ကုန်လိုက်ဟိုလူဒီလူမသိရှင်းပဲနေကြတော့ပြောရတော့ရှင်းလက်ပါမေးသိမလို့ငါတော့တော့သိတယ်လို့မေးဝါမေးငါတော့ကြမရအောင်နှိမ့်ဆက်တယ်လို့ပေါင်းဝင်းတင်ကပြောမှဆိုရက်ွက်ထမ်းမှာရက်ွက်လူကြီးကိုကိုယုံကြည်လို့ခံထားတာနော်ဒုက္ခရောက်တဲ့လူကိုကူညီတာငါဝါသနာတန်တရာအတွက်ဘလောက်ကောင်းတာအောင်လေဓမ္မလင်ကောင်းမရနိဗ္ဗာန်သွားမရကောင်းလေနိဗ္ဗာန်ဝင်နော်ဟိုအမယကိန်းဒီမရိတန်ပူလာတော်လေးဝဝင်တဲ့တော်လေးဝမလို့တော်လေးဝဝင်ရှင်းဝင်နိုင်ရှင်းတော့ပြောနေတယ်ငါလုံးရင်တော့ငါလုံးဖြစ်တော့မယ်ငါနော်ငါလုံးလိုက်တယ်ငါလုံးရှင်လို့အရာမောင်းအားကိုနဲ့နော်ပြောတော့ဘူတူတေးလေးကိုပဲချစ်တာပါနင်းလေးကိုအေးအဲ့ဒီတော့နင်းမြနာလေးနဲ့နင်းခန္ဓာကိုယ်လေးနဲ့လေငါမျက်လုံးထဲမှာပပဝရီလိုလိုအုံမဓာနီလိုလိုဟင်အခုတော့လေညတကောင်လောက်အဲ့ရမျိုးလို့နင့်ဘက်ကမျက်နှာအထားတယ်ဘလားရှင်များနေပြီနော်ဒီပါအောင်ရှင်းအောင်မေးပါဦးအဲ့ရှိရလေစိုင်းမုတ်ကြီးကဘာလုပ်တာဘာလုပ်မှာတင်အမှန်တကယ်ဒုက္ခရောက်နေလင်ကျွန်ုပ်ကူညီပါရစေကူညီတော့မဝနိုင်သေးဘူးလားဟာပရဟိတပရအများကြီးလက်ကောက်တွေလည်းမရှိတော့ဆွဲရုပ်လည်းမရှိတော့ဘူးမသိနေလည်းရှိတော့ကူညီတော့မဝနိုင်တာတောင်းစားမှပြီးတော့မှာလားမောင်ငါ့ကိုပြန်ပြောပြန်ပြီငါလုငါပါပြီရင်းမြဖက်မြိုက်ကောင်းတာနဲ့အခုပရိုက်တာလို့ဘိုက်စာလာပြီမလား